မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းလာပါတာအစီအစဉ်ကနေကြိုဆိုပါရရှင်မတ်လ27ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမကမန်ဂျေလာကနေပြီးတော့တင်ဆက်ပေးပါမယ်ရှေကူမြို့နယ်ရှိစစ်ပေးဆောင်ဗီဒီယိုများစစ်ပေးဆောင်အချိန်ကာလကြာမြင့်လာဒီနေ့အမျှရှာဖွေစားတောက်နိုင်ရေးနေ့ခိုလုံရာတွင်အခက်အခဲများနဲ့ကြုံတွေ့နေရကြောင်းသိရပါတယ်ရှင်ဖမွန်မန်စီမုံမောင်မြို့နယ်များမှာစစ်ပေးဆောင်ပြည်သူများကရှေကူမြို့နယ်ဖုန်ကြီးကျောင်းများခရီးယန်ဘုရားကျောင်းတာသနာဝင်းကမ်73ခုနှစ်ကျေးရွာအတွင်းအိမ်9ရာနေထိုင်ကြတာဖြစ်ပြီးဖုန်ကြီးကျောင်းနေစစ်ဆောင်ပြည်သူများကအကြောင်းအမျိုးမျိုးကြောင့်နေရာပြောင်းရွှေ့နေထိုင်နေရအကြောင်းနဲ့အိမ်9ရာနေထိုင်သူစစ်ဆောင်များကလည်း9ရက်အခအကျဉ်းငွေမတန်နိုင်တော့တာကြောင့်အခက်အခဲများနဲ့ကြုံတွေ့နေရတယ်လို့ပြည်သူတို့ပြောပြချက်အရသိရပါတယ်ရှေကူကျေးရွာအတွင်းစစ်ဆောင်ပြည်သူအိမ်ထောင်စု1948စုရှိပြီးလူဦးရေ6485ဦးလာရောက်ခိုလုံနေကြောင်းကိုလည်းသိရပါတယ်ရှင်။တိုက်ပွဲကြောင့်ပိတ်ထားခဲ့တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမူဇဲလာရှိုကာလန်ပိုင်ပြန်ဖွင့်နေပြီဖြစ်ကြောင်းသိရပါတယ်။ခုခိုင်မြို့ကိုရမြန် DA တပ်ဖွဲ့တင်ပိုက်ပြီးနောက်မူဇဲလာရှိုကာလန်ပိုင်ပြန်ဖွင့်လိုက်ပြီဖြစ်ပြီးယခုအချိန်ခရီးတဲ့ကားများကုန်တင်ကားများတွာလာလို့ရနေပြီဖြစ်ကြောင်းကားစီယာတွေထပ်မံသိရပါတယ်။မူဇဲ105မိုင်ဂိတ်မှာတော့ရမြန် DA တပ်များစစ်စင်မင်းမြန်တာတွေတော့ရှိနေသေးကြောင်းကိုလည်းသိရပါတယ်။မူဇဲလာရှိုကာလန်ပိုင်ကို TNLA နဲ့ရမြန် DA တိုက်ပွဲဖြစ်ပွားချိန်ကိတပိတ်ထားတာဖြစ်ကြောင်းနဲ့ယခုအချိန်လွတ်လပ်စွာတွာလာလို့ရပြီဖြစ်ကြောင်းခရီးသွားများမှသိရပါတယ်။စမဆုံနယ်ရှိပညာရေးကော်မတီများမှစမဆုံနယ်အတွင်းပညာရေးနဲ့ပတ်သက်ပြီးကမ်ပိန်းထွက်နေကြောင်းတာဝန်ရှိသူများထံမှသိရပါတယ်။ကျေးရွာအတွင်းရှိမိဘပြည်သူများပညာရေးနှင့်ပတ်သက်သည့်အတည်ပညာတိုးပွားရန်ပညာရေးကော်မတီများ၏လုပ်ငန်းများအောင်မြင်ရန်နှင့်ပညာရေးကဏ္ဍတွေပိုပြီးစိတ်ပါဝင်စားပြည်သူများဖြစ်လာရန်ရည်ရွယ်လျက်ပြုလုပ်ကြောင်းစမဆုံနယ်မှတာဝန်ရှိသောဆရာတဦးထံမှသိရပါတယ်။စမဆုံနယ်အတွင်းပညာထက်တန်းကျောင်းစမ Learning Center အစိုးရကျောင်းကျောင်းများတုံခုတွင်ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပြီးအခြားပညာရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်းတင်ကြားပေးနေကြောင်းဆရာကဆက်လက်ပြောပါတယ်။ပထမအကြိမ်မြောက်ထွက်သောပညာရေးကမ်ပိန်းဖြစ်ပြီးတင်ကြားပေးသောဆရာဆရာမ9ဦးနှင့်အတူကျေးရွာ26ရွာကိုကမ်ပိန်းထွက်နိုင်ကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။